ဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးမှာကတော့အသက်ရှူမဝလို့အရေးပေါ်ဌာနကိုရောက်လာတဲ့လူနာတယောက်ရဲ့အဆုတ်ထဲမှာလေတွေပိတ်နေတာလားရေတွေဝင်နေတာလားဆိုတဲ့အကြောင်းပါပဲဟုတ်ပါတယ်ဒီအဖြစ်ကို second bite အတွင်းပိတ်နိုင်တဲ့နည်းပညာကတော့ point of care ultrasound အထောက်က focus ပေါ့ဒီအချက်လက်တွေကို point of care ultrasound certification academy ကထုတ်ဝေတဲ့ဆောင်းပါးတစ်ပုဒ်ကိုခြေခံပြီးတော့ ultrasound ဖန်တာပြင်ပုံကဖြူအမေပုံရိပ်တွေကနေဘလို့အသက်ကဲနိုင်တဲ့တလုံးစာတွေကိုရနိုင်တယ်လေဆိုတာထေချာရှင်းပြပေးသွားမှာပါဒီကောင်းစဉ်ကအခုချိန်မှာတကယ်ကိုရေးကြီးပါတယ်COVID-19 ကပ်ဘေးကာလမှာ focus ကရှေ့တန်းကဆရာဝန်တွေအတွက်ဘလောက်အသွင်ဝင်ခဲ့လဲဆိုတာအားလုံးတွေ့ခဲ့ရတယ်ဟုတ်ကဲ့ဒါပေမဲ့သူ့ရဲ့တန်ဖိုးကအဲ့ဒီမှာတင်ရပ်မသွားဘူးလေလူနာတယောက်အသက်ရှူမဝဖြစ်လာတဲ့အခါဖြစ်နိုင်ချေကနှစ်ခုကပြောင်းပြန်မှာတစ်ခုကအဆုတ်ထဲလေခေါ်တာ pneumothorax ပေါ့ဟုတ်နောက်တစ်ခုကအဆုတ်ထဲရေဝင်တာ pulmonary edema ကုသနေကလည်းလုံးဝဆန့်ကျင်ဘက်ပဲတစ်ခုကိုရင်ဘတ်ထဲပိုက်ထည့်ရပြီးနောက်တစ်ခုကိုစီးဆေးပေးရတယ်အပြေးမရင်တော့ဒုက္ခပဲမှန်ပါတယ်အပြေးမရင်လူနာအသက်အန္တရာယ်ရှိနိုင်တယ် POCUS ကအဲ့ဒီအဖြေကိုလူနာအိပ်ယာဘေးမှာပဲမိနစ်ပိုင်းတွင်ပေးနိုင်တာမို့တကယ့်ကိုတော်လန်တဲ့ကိရိယာတစ်ခုဖြစ်လာတာပါရန်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အခြေခံနဲ့စလိုက်ကြအောင်ဒီလို scan ဖတ်ဖို့လက်တွေမှာဘလို့ပြင်ဆင်ရလဲဘလို့ PC တွေတုံးကြလဲဆိုတာကနေကောကောင်းပါပဲပထမဆုံးလူနာရဲ့အနေအထားပါလူနာကိုပလက်ဘေးဆောင်တောက်မဟုတ်ထိုင်ခိုင်းထောင်းလို့ရတယ်တကယ်လို့အသက်ရှူအရင်ကျက်နေရင်တော့ထိုင်နေတဲ့အနေအထားကသူတို့အတွက်အသက်ရှူပိုးချောင်းစေတာမို့အသင့်တော်ဆုံးပါပဲဟုတ်ကဲ့ပြီးတော့ set setting မှာ lung preset ကိုရွေးရတယ်မရှိဘူးဆိုရင်တော့ abdominal preset ကိုလည်းသုံးလို့ရပါတယ် transducer လို့ခေါ်တဲ့စစ်ဆေးတဲ့ခေါင်းပိုင်းကိုရောဘယ်လိုရွေးချယ်ရလဲဆောင်းမထဲမှာအမျိုးအစား၃မျိုးလောက်ဖော်ပြထားတာတွေ့တယ်တစ်ခုနဲ့တစ်ခုဘာကွာပြီးဘာကြောင့်ရွေးတုံးကြတာလဲဒါကလက်တွေ့ကြတဲ့မိခုံးမှာအများဆုံးသုံးကြတာကတော့ low frequency curvilinear transducer ပေါ့Vigo ultrasound ရတဲ့ခါထုံးတဲ့ခေါင်းမျိုးလားဟုတ်တယ်အဲ့ဒါဆိုပိုတီးကြမယ်ဘာလို့လဲဆိုတော့သူက frequency နဲ့တော့ပိုပြီးနဲ့ချိုက်ထိုးဖောက်မြင်နိုင်တယ်လေဒါကြောင့်အဆုတ်တစ်ခုလုံးကိုခြုံငုံကြည့်ကြည့်တဲ့အခါအញ្ញံ့ဆင်ပြေတယ်ဒါပေမဲ့နှလုံးအထူးကူတွေပိုသုံးလေးရှိတဲ့ phased array transducer ကတော့သူ့ရဲ့ထိပ်ပိုင်းကတေးတော့နံရိုးကျွားတယ်မှာလွယ်ကူဝင်နိုင်တာမို့သူ့မှာလည်းအားသာချက်ရှိတယ်ဟုတ်ကဲ့တတိယတစ်မျိုးကရောတကယ်လို့အားနဲ့ကတ်နေတဲ့ညီယာကအဖို့အချိန်လေးတစ်ခုကိုအသေးစိတ်ကြီးလိမ့်ပြတာစွာကြည့်ချင်နေဆိုရင်တော့ resolution ရန်ကောင်းတဲ့ high frequency linear transducer ကိုကြောင်းသုံးရလာပေါ့ရွေးချယ်မှုတိုင်းမှာသူ့အကြောင်းရင်းနဲ့သူရှိပါတယ်ရှင်းတော့ပါပြီဒါဆိုရင်စပင်းစီအဆင့်သင့်စီပြီးလူနာကိုစစ်ဆေးတော့မယ်ပုံမှန်အဆုတ်တစ်လုံးကို scan ဖာလိုက်ရင်ဖန်သားပြင်ပေါ်မှာဘာကိုရင်းဆုံးတွေ့ရမလဲဘယ်နေရာကိုစစ်နေတယ်ဆိုတာသိကြအောင်ဘယ်လိုလုပ်မလဲအဲ့ဒီအတွက်အလွန်အရေးကြီးတဲ့အမှတ်အသားတစ်ခုရှိပါတယ်အဲ့ဒါကို bat sign လို့ခေါ်တယ် bat sign ဟုတ်တယ် ultrasound probe ကိုနယုံနှချောင်းကြားထဲမှာမမှန်ကန်ကန်ထားမိပြီဆိုရင်ဒီပုံစံကိုတွေ့ရမှာပါဘယ်လိုပုံစံမျိုးလဲဖန်သားပြင်ပေါ်မှာဆိုရင်အပေါ်အောက်ကနယုံနှချောင်းကအတန်လိုင်းကိုကားထားလို့အမြဲရောင်အရေးကြနေပြီလင်းတို့ရဲ့တောင်ပန်နေလို့ဖြစ်နေမယ်ဟုတ်ကဲ့အဲ့ဒီနယုံနှချောင်းကြားကညီပီတောက်ပနေတဲ့အဖြူရောင်မြင်းလေးကတော့အဆုတ်အမြဲပါ line plural line ပေါ့သူကလင်းတို့ရဲ့ကိုထဲလို့ဖြစ်နေတာညင်အောင်သွားပြီဟုတ်တယ်ဒီတင်ခွေကိုတွေ့ပြီဆိုရင် okay ငါညံမှန်ရော့ပြီလို့အတိပြုတ်နိုင်ပါတယ်အထူးသဖြင့်ဝဲတဲ့လူနာတွေမှာနယိုးကြားကိုလက်နဲ့ဆန်းလို့မတေကြတဲ့အခါဒါကရသုံးဝင်လဲ bad sign တွေ့လို့ probe ညံမှန်သွားပြီအဆုတ်အမြေပါလိုင်းကိုမြင်နေရပြီဒီနောက်မှာကျန်းမာတဲ့အဆုတ်ဆိုရင်ပါဆက်တွေ့ရမလဲ noticing ကအသက်ရှူမှုနဲ့အတူလိုက်ပြီးဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုကိုရှားရမှာပါလူနာကအသက်ရှူခောက်လိုက်ထုတ်လိုက်လုပ်တဲ့အခါအဆုတ်အမြေပါလွာနှစ်ခုကပုတ်တက်ရွေ့လျားနေပါတယ်အဲ့ဒါကို ultrasound မှာကြည့်ရင်တလက်လက်နဲ့ပွေးစစ်တွေ shock ဝါနေတယ်လို့မျိုးမြင်ရတယ်ဟုတ်ကဲ့ဒါကို lung sliding လို့ခေါ်ပါတယ်ဒီ lung sliding ရှိနေတယ်ဆိုတာဟာအဆုတ်အမြေပါနှစ်လွာထိခိုက်နေတယ်အဆုတ်ကကန်းကော့အလုံးလုံးနေတယ်ဆိုတော့အရေးကြီးတဲ့လက္ခဏာတစ်ခုပါပဲ Okay bad sign ကိုတွေ့လို့ prove နေရာမှန်သွားပြီ lung sliding လဲတွေ့တော့အဆုတ်ကကောင်းကောင်းအလုံးလုံးနေတယ်လို့အကြမ်းပြင်းသိပြီဟုတ်ပါတယ်ဒီတော့မှအထက်မှာတကယ်ဘာတွေရှိလဲဆိုတာကိုပြောပြမယ်အဓိကသေးလွမ်းစားတွေဖြစ်တဲ့ A lines နဲ့ B lines ကိုစပြီးရှာရတော့မှာပေါ့ A line ဆိုတာကနေစလိုက်အောင်ဟုတ်ပြီ A line ဆိုတာကအဆုတ်အမြေပါ line plural line နဲ့မြင်းပြိုင်အနေထားမှာရှိတဲ့အလင်းပြန်အားကောင်းပြီးညှင်းညားတဲ့အဖြူရောင်မြင်းဖြောင်းတွေပါအလျားလိုက်မြင်းတွေပေါ့နော်ဟုတ်တယ်ဒါ
ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီ A-lines တွေဟာတကယ်တမ်းမှာခန္ဓာကိုယ်ထဲမှာတကယ်ရှိနေတဲ့အရာတွေမဟုတ်ဘူး ဟောခဏလေးနော်တကယ်မရှိဘူးဟောလားဒါဆိုဖန်သားပြင်ပေါ်မှာဘယ်လိုလုပ်မြင်နေရတာလဲဒါကနည်းနည်းရှုပ်သွားပြီ ဟုတ်တယ်သူတို့ကပဲ့တင်ထချင်းဆိုင်ရာပုံရိပ်ရောင် reverberation artifacts တွေပါကြောက်ပြရင် ultrasound probe ကအတန်လိုင်းကိုအောက်ကိုလွတ်လိုက်တယ်အဲ့ဒီအတန်လိုင်းကအလေးနဲ့ပြည့်နေတဲ့အဆုပ်လေးအိတ်လေးနဲ့တွားရိုက်မိတဲ့အခါလေးကအတန်လိုင်းကိုအကုန်နီးပါးပြန်ဟတ်ထုတ်လိုက်တယ် အဲ့ဒီပြန်လာတဲ့အတန်လှိုင်းက probe ကိုပြန်ရောက်တဲ့အခါ probe မျက်နှာပြင်မှာတစ်စိတစ်ပိုင်းကထပ်ပြီးပြန်ဟပ်ပြီးအောက်ကိုနောက်တစ်ခေါက်ပြန်ဆင်းသွားတယ် အော်အတော်အပြန်ပေတင်ထတာပေါ့ ။အတိအကျပဲဒီလိုအချင်းချင်းထရာကနေအမှန်တကယ်မရှိတဲ့မြင်းကြောင်အတုတွေကအစုပ်အမြဲပါလိုင်းရဲ့အောက်မှာအကွာဝေးညီညီနဲ့ထပ်ပြီးပေါ်လာတာပါ။ပြောရင်တို့ကစက်ထဲကတက်သေးတယ်လို့ပဲ ဝေါဒါဆို A-line ဆိုလားအမှန်တကယ်မရှိတဲ့ပုံရိပ်ရောင်ဒီ ultrasound line ရဲ့ပေတင်တန်းကြောင့်ဖြစ်လာတာဒါကိုနားလေလိုက်တော့ပိုရှင်းသွားတယ်ဆိုတော့ A-lines တွေ့တယ်ဆိုတာပါတယ်ပဲလေ ။အရေးကြီးတဲ့အချက်က A-lines နဲ့အတူပမာ land sliding ရှိနေရင်ဒါဟာလေဝင်လေထွက်ကောင်းတဲ့၆တွေးတဲ့အစုပ်လို့ယူဆနိုင်တယ် ပုံမှန်အခြေအနေပေါ့ ဟုတ်တယ်။အုံမှန်ချီနေပါ။ဒါပေမဲ့တတိထားရမှာကပန်းနိုင်ချက် asthma နဲ့ COPD လိုလေပြိုနေကျင်းကြီးလေတွေအောင်းနေအခြေအနေမှာလဲ A-lines ကိုထင်ထင်ရှားရှားတွေ့နိုင်တယ်ဆိုတာပါပဲ ဆိုတော့ A-line ဆိုတာလေရှိနေခြင်းရဲ့လက္ခဏာလို့ပဲမှတ်ထားမှာပေါ့ ။မှန်ပါပဲ ဒါဆို A-lines ကလေကိုကိုစားပြတယ်ဟုတ်ပြီဒါဆိုရင် B-lines ကတော့ဘာလဲသူတို့က A-lines ရဲ့စန့်ကျင်ဘက်လို့ပြောကြတယ် ။အတိအကျပါပဲ။ A-lines ကတစ်စဲပုံရိပ်ရောင်နေဆိုရင် B-lines တွေကတော့အစုပ်ထဲမှာတကယ်ရှိနေတဲ့ physical အရာတွေကြောင့်ဖြစ်လာတာ အော်သူတို့ကအစ်စ်ပေါ့ ဟုတ်တယ်သူတို့ကိုကျဲတန်းခွန်မီ comet tails လို့လည်းတင်စားခေါ်ကြတယ်ပုံစံကအစုပ်အမြင့်ပါလိုင်းကနေအောက်ပါဖန်သားဖြင့်အဆုံးထိထိုးဆင်းသွားတဲ့တောက်ပါတဲ့တောင်လိုက်မြင်းတွေပါသူတို့ရဲ့အရေးပါမှုကတော့အစုပ်အတွင်းနိုင်ရန်ဒီမှာအရေးကြီးစုနေတာ interstitial edema ပေါ့ဒါမှမဟုတ်အမာရွက် tissue fibrosis တွေရှိနေတာကိုပြပါတယ်ဆိုစွတ်တဲ့အစုပ်ရဲ့လက္ခဏာပေါ့ သူတို့ကို B-lines အစ်စ်လို့သတ်မှတ်နိုင်ဖို့တည်တံ့လက္ခဏာတွေရှိသေးလား ရှိပါတယ်အဓိက၃ချက်ရှိတယ်တစ်ကသူတို့ကအစုမြေပါလိုင်းကနေစပြီးဖန်သားပင်အောက်ခြေအထိအရှည်လိုက်သွားရမယ် ဟုတ်ကဲ့ နှစ်ကသူတို့က A lines တွေကိုဖျက်ပစ်နိုင်စွမ်းရှိတယ်သူတို့ဖျက်သွားတဲ့နေရာမှာ A lines တွေပျောက်သွားမယ် အော် သုံးကလူနာအသက်ရှူတဲ့အခါ lung sliding ရဲ့အတူလိုက်ပြီးရွေ့လျားနေရမယ်ဒီ၃ချက်နဲ့ကိုက်ညီမှ B lines အစစ်လို့သတ်မှတ်ပါတယ် စီးမြင့်တစ်ခုအနေနဲ့ကတော့ B lines တစ်ခုလာမမနှစ်ခုလောက်ကအထူးသဖြင့်တက်ကြီးရွယ်အိုတွေရဲ့အဆုပ်အောက်ခြေပိုင်းမှာပုံမှန်တွေ့နိုင်ပေမယ့်နိုင်ရိုးချတဲ့နေရာထဲမှာ၃ခုဒါမှမဟုတ်တစ်ထပ်တိုးတွေ့ရင်တော့ဒါဟာပုံမှန်မဟုတ်တဲ့ဆိုးဆွတ်တဲ့အဆုပ်လက္ခဏာလို့သတ်မှတ်ပါတယ် အရင်ရှင်းလင်းသွားပြီကျွန်တော်နားလေတာမှန်မှန်ပြန်စစ်ချင်လို့ပါ A-line ဆိုတာအလျားလိုက်လေကိုပြတဲ့ပုံရိပ်ပြောင် B-lines က down လိုက်ရေဒါမှမဟုတ် tissue မာတာကိုပြတဲ့ပုံရိပ်အစစ်ဒီလိုနားလေလိုက်ရင်မှန်ပါသလား လုံးဝမှန်ပါတယ်အဲ့ဒီရိုးရှင်းတဲ့အခြေခံနှစ်ခုကိုနားလည်သွားပြီဆိုရင် A line B line အသိပညာကိုပေါင်းစပ်ပြီး A line အသိပညာကိုပေါင်းစပ်ပြီးအရေးပေါ်အခြေအနေမှာယောဂကိုဘလို့အမြန်ဆုံးခွဲခြားမလဲဆိုတဲ့မေးခွန်းအတွက် Blue Protocol ဆိုတာပေါ်လာတာပေါ့ဒါကဘလို့အလုပ်လုပ်တာလဲ ဟုတ်ပါတယ်ရုတ်တရက်အသက်ရှူမဝါဖြစ်တဲ့လူနာတစ်ယောက်ကိုအမြန်ဆုံးအဖြစ်ထုံးနိုင်ဖို့ပြင်သစ်ဆရာဝန်ဒေါက်တာဒန်နီယယ်လစ်စတိန်တိုင်းကဒီ BLO protocol ကိုဖန်တီးခဲ့တာပါ ။အော် ဒါကဆုံးဖြတ်ချက်ချရလွယ်အောင်လုပ်ပေးထားတဲ့လမ်းညွှန်စရာတစ်ခုလိုပဲလူနာရဲ့ A line B line lung sliding ပုံစံတွေကိုပေါင်းဆက်ကြည့်ပြီးဖြစ်နိုင်ချေအများဆုံးယောဂ၅မျိုးတွေကဘေးရဖူးမလဲဆိုတာကိုချက်ချင်းအဖြေညှိပေးနိုင်တယ် တိကျမှုကတော့ဘယ်လောက်ရှိလဲ ရာခိုင်နှုန်း60ကျော်တိကျမှုရှိတယ်လို့ဆိုပါတယ် ဒါဆိုလက်တွေ့ဥပမာတွေနဲ့ကြည့်ကြရအောင်လူနာတယောက်အသက်ရှူမဝလို့ရောက်လာတယ်သူ့ကို Blue Protocol နဲ့စစ်မယ်ဆိုပါတော့ပထမဥပမာအနေနဲ့လူနာရဲ့အဆုပ်နှစ်ဖက်လုံးမှာ long sliding ကိုနေရာတိုင်းမှာတွေ့တယ်ပြီးတော့အဆုပ်တစ်ခုလုံးမှာအထူးသဖြင့်ရှေ့ပိုင်းမှာ B lines တွေ၃ခုထပ်မကအများကြီးတွေ့နေမယ်ဆိုရင် ဟုတ်ကဲ့ ဒါဟာ90%ရာခိုင်နှုန်းတေချာမှုနဲ့အဆုပ်ထဲရေဝင်ပြီးဖောရောက်နေတာ pulmonary edema ဖြစ်နိုင်ပါတယ်ဥမာနှလုံးအားနဲ့လို့ဖြစ်တာမျိုးမို့ ဒါဆိုဆရာဝန်ကချက်ချင်းစီးဆေးပေးတာလို့မျိုးကုသမှုကိုစက်တင်နိုင်ပြီပေါ့ မှန်ပါတယ် ဒါဆို A lines နဲ့ B lines ရောတွေ့တဲ့ပုံစံကရောဘာကိုညွှန်ပြနိုင်လဲ နောက်ဥမာတစ်ခုကအဆုပ်ရောင်ရောဂါ pneumonia ပါသူ
သူ့ရဲ့ပုံစံကပုံသေးမရှိဘူး အော် အဆုတ်ရဲ့တစ်ချမ်းမှာလေဝင်တွေထွက်ကောင်းနေသေးလို့ A lines တွေတွေ့နိုင်ပြီးယောဂပိုဝင်နေတဲ့နေရာမှာတော့ B lines တွေအများကြီးတွေ့တာဒါမှမဟုတ်အဆုတ်တရှိုးထိရေးတဲ့ပြည့်ပြီး mark ခဲလာတဲ့ consolidation ပုံစံကိုတွေ့နိုင်ပါတယ်ဒီလိုပုံစံမမှန်တဲ့ A line နဲ့ B line ရောနေတဲ့ပုံစံကအဆုတ်ရောင်ရောဂါကိုညွှန်ပြလိရှိပါတယ် တို့ကအစာမှာပြောခဲ့တဲ့အရေးကြီးဆုံးမေခွန်းဖြစ်တဲ့ pneumothorax အဆုတ်ထဲလေခိုးတာကိုရောဘယ်လိုသိနိုင်မလဲ landsliding မရှိရင် pneumothorax ကိုတန်တဲဝင်ရမယ်လို့ပြောသွားတာစိတ်ဝင်စားဖို့ကောင်းတယ် ဟုတ်ပါတယ် ဒါပေမဲ့တခြားအကြောင်းကြောင့်ရော landsliding ပလောက်သွားနိုင်တာမျိုးမရှိဘူးလားဥပမာအဆုတ်တစ်ချောင်းလုံးလေပြွန်ပိတ်သွားတာမျိုးမှာရောဘယ်လိုကွာမလဲ အရန်ကောင်းတဲ့မိခွန်းမှာဟုတ်ပါတယ်ပြင်းထန်တဲ့ပန်းနာရင်ချက်တမ်းမမို့လေပြွန်တဲ့တကူဟူပိတ်ဆို့သွားရင်လေ landsliding ပြောင်းနိုင်ပါတယ် အဲ့ဒီအချိန်မှာ pneumothorax နဲ့ခွဲခြားဖို့အရေးကြီးဆုံးအချက်က B lines ရှိမရှိပါပဲ B lines ဟုတ်တယ် pneumothorax ဆိုတာအဆုတ်အမေးပါးနှစ်ခုကြားထဲမှာလေဝင်နေလား B lines တွေကအမေးပါးနှစ်ခုထိနေမှဖြစ်ပေါ်နိုင်လားဆိုတော့ landsliding မရှိဘူးဒါပေမဲ့ B lines တွေတော့ရှိနေတယ်ဆိုရင်အဲ့ဒီနေရာမှာ pneumothorax မဖြစ်နိုင်ဘူးလို့100%တေးချပြောင်းနိုင်ပါတယ် ။အော်လေခိုးနေရဲ့ B lines တွေလုံးဝရှိလို့မရဘူးပေါ့ လုံးဝရှိလို့မရပါဘူးဒီအချက်ကအလုံးအစွမ်းထက်တဲ့ခွဲခြားနည်းတစ်ခုပါတကယ်လို့ landsliding လေးမရှိ B lines လေးမရှိဘူးဆိုရင်တော့ pneumothorax ဖြစ်နိုင်ချေအများများသွားပြီ ။ဟုတ်ကဲ့ အဲ့ဒီအခါမှာ lung point လို့ခေါ်တဲ့အဆုတ်ကပ်နေတဲ့နေရာနဲ့လေခိုနေတဲ့နေရာစုံလင်းနေရာကိုရှာဖွေပြီးယောဂါကိုအတည်ပြုနိုင်ပါတယ် ဒီ protocol ကိုတုံးပြီးလူနာတယောက်ရဲ့အခြေအနေကိုချက်ချင်းပြောင်းလဲပြနိုင်ခဲ့တဲ့အတွေ့အကြုံမျိုးရှိခဲ့ဘူးလား။မှတ်မရရအဖြစ်ပြလေးတစ်ခုလောက်မျှဝေပြလို့ရမလား မမရရပြောရရင်တစ်ခါကအသက်ကြီးတဲ့အဖို့တယောက်အသက်ရှူအရန်ကျက်ပြီးရောက်လာတယ်သူ့မှာနှလုံးယောဂအခင်းလဲရှိတော့အားလုံးကနှလုံးအားနေပြီးအဆုတ်ထဲရေဝင်တာလို့ပဲထင်နေကြတာ ။ဟုတ်ကဲ့ ဒါပေမဲ့သူ့ရင်ဘတ်ကို focus နဲ့စမ်းကြည့်လိုက်တဲ့အခါအဆုတ်တစ်ချမ်းလုံးမှာ landsliding လုံးဝပြောင်းနေပြီး A lines ဒီပဲတွေ့တယ် B lines တခုမှမရှိဘူး ။အော် အဲ့ဒါနဲ့ pneumothorax မှန်ချက်ချင်းသိပြီးအရေးပေါ်ရင်မထဲပိုက်ထည့်လိုက်ရတယ်တကယ်လို့ POCOS တာမရှိရင်ကျွန်တော်တို့သူ့ကိုစီးစေးတွေပေးမိပြီးအခြေအနေပိုဆိုးသွားနိုင်တယ် ဟုတ်ပါ POCOS ကြောင့်ကုသမှုလမ်းကြောင်းမှန်ကိုမိနစ်ပိုင်းအတွင်းရွေးချယ်နိုင်ခဲ့ပြီးလူနာရဲ့အသက်ကိုကယ်နိုင်ခဲ့တာပေါ့ဒီလိုအတွေ့အကြုံတွေကဒီကိရိယာရဲ့တန်ဖိုးကိုတကယ်မြင်စေပါတယ် ။ကောင်းပါပြီ။အခုဆိုရင်အချက်လက်တွေတော်တော်ဆုံးသွားပြီ။ဒီနေ့ဆွေးနွေးမှုရဲ့အဓိကအနစ်ချုပ်ကတော့အရန်ရိုးရှင်ပြီးအစွမ်းထပ်ပါတယ် ဟုတ်ပါ လူနာတီလောက်အတက်ရှူမဝါလို့ရောင်းလာတဲ့အခါအဆုတ်ထဲမှာလေလာရေလာဆိုတာကိုအဖြေထုတ်ဖို့ပဲ ultrasound screen ပေါ်မှာ A line ဆိုတဲ့မြင်းပြိုင်တွေတွေ့နေရင်ဒါဟာ6တွဲတဲ့အဆုတ်လေဝင်လက်ထွက်ကောင်းတာဒါမှမဟုတ် COPD လို့လေပိတ်တာထင်နိုင်တယ် အေး ဒါပေမဲ့ B line ဆိုတဲ့ downline မြင်တွေတွေ့လိုက်ပြီဆိုရင်တော့ဒါဟာဆွတ်တဲ့အဆုတ်ရေတွေစုနေတာဥပမာဟလုံးအားနေတာ heart failure ကောင်ထင်နိုင်တယ်ဒီရိုးရှင်းတဲ့အဖြူမဲกว่าခြားချက်ကကုသမှုကိုလမ်းကြောင်းမှန်ပေါ်ချက်ချင်းတင်ပေးနိုင်တဲ့အစွမ်းရှိပါတယ် ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့အလေးပေးပြောချင်တာက TPOCUS ဆိုတာယောဂရှောက်ဖွေရေးမှာအလွန်အစွမ်းထက်တဲ့အထောက်အကူပြုကိရိယာတစ်ခုပါ ဟုတ်ကဲ့ ဒါပေမဲ့သူတယောက်တည်းနဲ့အဖြေမထုတ်တတ်ပါဘူးလူနာရဲ့ယောဂရာဇဝင်စစ်ချက်တွေနဲ့တခြားဆေးပစ္စံရအချက်လက်တွေအားလုံးနဲ့ပေါင်းစပ်ပြီးမှသာနောက်ဆုံးယောဂအမိကိုတိတိကျကျတက်ရမှာပါ ဒါပေမဲ့အရေးပါခြေနေတွေမှာတော့သူကအချိန်မီကုသမှုပြင်းနိုင်ဖို့နဲ့လူနာရဲ့အကျန်းမာရေးခြေနေကိုပုံမကောင်းမွန်စေဖို့အတွက်အသက်ကယ်နိုင်တဲ့အဖိုးတန်ကျွမ်းကျင်မှုတစ်ခုဆိုတာညင်းလို့မရပါဘူး ကဲဒီနေ့ဆွေးနွေးမှုကိုမပိတ်သိမ့်ထဲနောက်ဆက်တွဲစဉ်းစားစရာအတွေ့တစ်ခုခြံထားခဲ့ခြင်းပါတယ်ကတ်ယောဂကာလမှာ POCOS ရဲ့အတက်ကယ်နိုင်စွမ်းကြောင့်ဒီပညာကိုတင် जा ပေးတဲ့ဆေးကြောင်းရည်အတွက်ဟာမျက်ဆက်တိုးလာခဲ့တယ်လို့တီးဆောင်မှဖော်ပြထားတယ် ဟုတ်ပါတယ် ဒီနည်းပညာကပိုပြီးလက်လမ်းမီလွဲကူလာတာနဲ့မြတ်တနေ့နေ့မှာအိတ်ဆောင် ultrasound ကိရိယာလီတစ်ခုဟာဆရာဝန်တိုင်းအတွက်နားကျက် stethoscope တစ်ခုလိုပဲမရှိမဖြစ်အတုံးများတဲ့ပစ္စည်းတစ်ခုဖြစ်လာနိုင်မလား စိတ်ဝင်စားကြပဲ အဲ့ဒီလိုဖြစ်လာရင်ဝေးလံခေါင်းဖျားတဲ့ data တွေကလူနာဆောင်ရှောက်မှုအပေါ်ဘယ်လိုများတက်ရောက်မှုရှိလာနိုင်မလဲဆိုတာစဉ်းစားကြပါပဲ